ဗီဒီယိုကိုကြည့်နေတဲ့သူတွေထဲမှာအလုပ်အင်တာဗျူးကြာဘူးကြလား။ April ကတော့ကြာဘူးပါတယ်။တကယ်တော့အင်တာဗျူးကြာတယ်ဆိုတာကကို့မှာရှိနေတဲ့ skill တွေကမလုံလောက်လို့ဆိုတာထက်တစ်ခါတလေမှလည်းကိုမသိလိုက်တဲ့အမှားလေးတွေကြောင့်လည်းဖြစ်နေနိုင်ပါတယ်။ဒါကြောင့်ဒီဗီဒီယိုမှာတော့ April ကိုယ်တိုင်လုပ်ခဲ့မိတဲ့အင်တာဗျူး mistake 5 ချက်ကို sharing လုပ်ပေးသွားချင်ပါတယ်။နံပါတ်1အချက်ကတော့ကုမ္ပဏီအကြောင်းကိုမလေ့လာဘဲနဲ့အင်တာဗျူးတွေသွားဖြေခြင်းပါ။ April အရင်တုန်းကအင်တာဗျူးတစ်ခုသွားတော့မယ်ဆိုရင်သူတို့ရဲ့အလုပ်ခေါ်စာကိုပဲကြည့်ပြီးတော့အင်တာဗျူးတွေသွားခဲ့ပူပါတယ်။ဒီကုမ္ပဏီကဘာလုပ်တာလဲသူတို့ရဲ့ vision တွေ mission တွေကဘာတွေလဲသူတို့မှာ Facebook page တွေရှိလား website တွေရှိလားဒါတွေကို April တစ်ခုမှကြည့်မသွားပါဘူး။ဒါကြောင့်အင်တာဗျူးမေးတဲ့သူက company အကြောင်းကိုမေးတဲ့အခါမှာ April ဘက်ကပြန်ဖြေဖို့ခက်သွားပါတယ်။ဒါကြောင့်အင်တာဗျူးမသွားခင် company အကြောင်းကို15မိနစ်လောက်လေ့လာသွားဖို့အကြံပေးလိုပါတယ်။နံပါတ်2အချက်ကတော့ confidence မရှိဘဲနဲ့အင်တာဗျူးအခန်းထဲကိုဝင်သွားခြင်းပါ။ April အရင်တုန်းကအင်တာဗျူး room ထဲကိုဝင်လိုက်ပြီဆိုတာနဲ့စိုးရိမ်စိတ်တွေကြောက်စိတ်တွေကဖြစ်နေပါတယ်။အင်တာဗျူးတဲ့သူကမေကွန်းတွေမီးတာတောင်မှစိတ်လှုပ်ရှားပြီးတော့ပြန်မဖြေရခဲ့တဲ့အချိန်တွေရှိပါတယ်။ဒီနေရာမှာ April အကြံပေးချင်တာက confidence ဆိုတာကမွေးရပါမဟုတ်ပါဘူး။ဒါကြောင့်ကိုယ့်ဘက်က confidence ရှိဖို့အတွက်စူးစမ်းပြီးတော့ပြင်ဆင်သွားပါ။နံပါတ်3အချက်ကတော့ကိုမယောင်းတက်ခြင်းပါ။အင်တာဗျူးလုပ်တယ်ဆိုတာကမေကွန်းနေပဲအမေးအဖြေလုပ်နေတဲ့ကဏ္ဍတစ်ခုမဟုတ်ပါဘူး။ကို showcase လုပ်ရတဲ့နေရာတစ်ခုလို့ပြောရင်လည်းမမှားပါဘူး။ဒါကြောင့်အရင်တုန်းကကိုဘာတွေလုပ်ခဲ့လဲကိုဘလို့တွေအောင်မြင်ခဲ့လဲဒါတွေကိုချပြဖို့လိုပါတယ်။ April အရင်တုန်းကရှက်နေတဲ့စိတ်တွေကြောက်နေတဲ့စိတ်တွေနဲ့ဒီလိုမျိုးကိုယ့်ရဲ့အားသာချက်တွေကိုပြောမပြဖြစ်ခဲ့ပါဘူး။ဒါကြောင့်ဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေအနေနဲ့လည်းအင်တာဗျူးမသွားခင်ကိုယ့်ရဲ့အားသာချက်တွေကိုပြောပြဖို့အတွက်သေချာလေးပြင်ဆင်သွားကြပါ။နံပါတ်4အချက်ကတော့အင်တာဗျူးဖြေတယ်ဆိုတာကစာမေးပွဲဖြေနေတာမဟုတ်ပါဘူး။ဒါကိုသိဖို့လိုပါတယ်။ကိုအင်တာဗျူးလုပ်တဲ့သူကကိုယ့်ရဲ့ရန်သူမဟုတ်ပါဘူး။ဒါပေမဲ့အရင်တုန်းက April ကိုယ်တိုင်လည်းအင်တာဗျူး room ထဲကိုဝင်လိုက်တာနဲ့စာမေးပွဲဖြေနေရတယ်လို့မျိုးခံစားခဲ့ရပါတယ်။တကယ်တော့အင်တာဗျူးဆိုတာက conversation တစ်ခုပါ။တယောက်နဲ့တယောက်အဆင်ပြေမပြေသိအောင်လို့ဆက်သွယ်ပြောဆိုနေတဲ့အချိန်တစ်ခုပါ။ဒါကြောင့်အင်တာဗျူးကိုစာမေးပွဲဖြေနေရလို့စိတ်ထဲမှာမှတ်မှတ်ပါနဲ့။နံပါတ်5အချက်ကတော့ rejection ကိုအရင်ခံစားတတ်ခြင်းပါ။ဒီအချက်ကတော့ April အတွက်အကြီးမားဆုံး mistake တစ်ခုဖြစ်မယ်လို့ April ထင်ပါတယ်။အင်တာဗျူးတစ်ခုကျသွားတယ်ဆိုတာနဲ့ကိုကအရင်ညံ့နေတယ်မတော်ဘူးလို့ဆိုလိုတာမျိုးမဟုတ်ပါဘူး။ကိုသွားပြီးတော့အင်တာဗျူးဖြေလိုက်တဲ့ position ကကိုနဲ့မကိုက်ညီနေတာလည်းဖြစ်နေနိုင်ပါတယ်။အဲ့ဒီလိုမျိုးတွေးသက်လာပြီးတဲ့နောက်ပိုင်းမှာတော့ကိုသွားပြီးတော့ဖြေမဲ့ position ကကိုအတွက်တကယ်ရောအဆင်ပြေလားကိုတကယ်ရောစိတ်ဝင်စားရဲ့လားဆိုတာကိုပို့ပြီးတော့တွေးပြီးလာပါတယ်။ဒါတွေကတော့ April ကိုယ်တိုင်လုပ်ခဲ့မိတဲ့ interview mistake 5ချက်လေးကိုမျှဝေပေးခဲ့တာပဲဖြစ်ပါတယ်။အခုမှလုပ်ငန်းခွင်ဝင်ဖို့ပြင်ဆင်နေတဲ့မောင်လေးတွေညီမလေးတွေအတွက်လည်းအနှဲငယ်အထောက်အကူပြုမယ်လို့ April ထင်ပါတယ်။ April ရဲ့ဒီလိုမျိုးဗီဒီယိုတွေကိုကြည့်ရတာကြိုက်နှစ်သက်တယ်ဆိုရင်တော့ April ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးဖို့မမေ့ပါနဲ့နော်။နောက်ထပ်ဗီဒီယိုတွေမှာတွေ့ကြပါမယ်ရှင်။ကျေးဇူးပါ။